ကားတွေလိုင်စင်ပွားသလိုဖုန်းတွေမှာလည်း IMEI နေပွားခံနေရပါပြီโอเคကျွန်တော်ဒီနေ့တစ်ခုပြောစရာရှိတယ်ဘာလဲဆိုတော့ကားတွေတင်ကျွန်တော်လိုင်စင်ပွားခံရတာမဟုတ်တော့ဘူးเนาะဖုန်းတွေပါလိုင်စင်ပွားခံရပြီเนาะအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြောပြမယ်ဖုန်းတွေမှာ IMEI ဆိုတာရှိတယ်เนาะအဲ့ဒီ IMEI ကကျွန်တော်တို့ကလူတယောက်ရဲ့မှတ်ပုံနေနဲ့သွားတွေ့တယ်မှတ်ပုံနေဆိုတာကလူတူမရှိဘူးမှတ်ပုံနေတူဆိုတာမရှိဘူးလူတူမရှိဘူးထပ်တာမရှိဘူးပေါ့နော်အဲ့လိုမျိုးရဲ့ဖုန်းတွေမှာ IMEI ဆိုတာရှိတယ်အဲ့ဒီ IMEI တွေကတစ်ခုနဲ့တစ်ခုကမတူမထပ်ဘူးပေါ့ဒါပေမဲ့ဒီနေ့မနက်ခင်းမှာကျွန်တော်ရဲ့ Facebook new feed မှာ post တစ်ခုတက်လာတယ်ဒါကျွန်တော်ရဲ့ friend တွေကအကိုတယောက်တင်ထားတာပေါ့နော်ဘာလဲဆိုတော့ Oppo A8 IMEI ကိုကောက်သွားပြီးတော့စစ်လိုက်တဲ့အခါမှာ iPhone 12ရဲ့ IMEI နဲ့သွားတူနေတယ်အဲ့တော့ဘာပြဿနာရှိနိုင်လဲဆိုတော့အဲ့ဒီ IMEI ရဲ့ original phone က iPhone 12ဒါပေမဲ့ iPhone 12ရဲ့ IMEI က Oppo A8 ရဲ့ IMEI နဲ့သွားတူနေတယ်အဲ့တော့ IMEI တစ်ခုတည်းကိုဖုန်းနှလုံးသုံးသလိုဖြစ်နေတာပေါ့အဲ့တော့အဲ့ပြဿနာကဘာဖြစ်နိုင်လဲဆိုတော့တကယ်လို့ CEI ဘက်ကနေစစ်လိုက်လို့ဒီ IMEI က iPhone 12ရဲ့ IMEI မှာဆိုပြီးတော့အတည်ပြုလိုက်လို့ရှိရင် Oppo A8 က blacklist auto ဖြစ်သွားမှာတကယ်လို့အဲ့ဒီ IMEI က Oppo A8 ရဲ့ IMEI ဖြစ်ပါတယ်ဆိုရင် iPhone 12က auto blacklist ဖြစ်သွားမှာပေါ့နော်ဟိုကျွန်တော်တို့ကားတွေလို့ပေါ့ဗျာလိုင်စင်ပွားတယ်ဘယ်ကားကပွားခံရတာလဲပွားခံရတဲ့ကားက blacklist ဟုတ်တော့ပေါ့အဲ့လိုပုံစံမျိုးเนาะအဲ့တော့ကျွန်တော်တခုသတိပေးချင်တာကဖုန်းတွေမှာကျွန်တော်ဝယ်ချင်းအစ်စ်ဝယ်ချင်းဆိုရင် Redmi ဖုန်းတွေပဲဖြစ်ဖြစ် Oppo ပဲဖြစ်ဖြစ်တော့ Tecno ပဲဖြစ်ဖြစ်ဒီနောက်ကျောင်းမှာကျတော့ sticker လေးပါတယ်ကျွန်တော်ပုံလေးပြပေးထားမယ်အဲ့ဒီ sticker လေးကအရင်တော့ဆိုရင်ကျွန်တော်ဖုန်းအစ်စ်ကင်မန်းသိအောင်လို့ဆိုပြီးတော့လူတွေကကတ်ပြီးတော့ကင်ကြရတယ်ပေါ့နော်မခွာကြဘူးပေါ့ခုနောက်ပိုင်းကအဲ့ဒီ IMEI တွေကိုသူများကိုပေးမသိတာအကောင်းဆုံးပဲเนาะအဲ့ဒီဖုန်းတင်မှာဝယ်ချင်းပါတဲ့ IMEI sticker လေးတွေခွာပြီးကိုယ့်ကဘူးထဲမှာနေသိမ်းတာကိုယ့်ရဲ့ IMEI ကိုကလွဲပြီးတော့ဟလာယုံကြည်ရတဲ့သူကိုပဲပေးတည်ပါဗျာခြားဘသူ့မှာကိုယ့်ရဲ့ IMEI ကိုပေးမသိပါနဲ့ဘာကြောင့်လဲဆိုတော့ကိုကအခွန်ဆောင်ပြီးသား IMEI ကိုတပားသူကယူသုံးလိုက်မယ်ဆိုရင်ပြဿနာရှော့ရှိနိုင်တယ်ကိုကတော့မူရင်း original phone ဖြစ်ပေမဲ့လည်းဒါပြဿနာကြီးကရှုပ်နိုင်တယ်ပေါ့ဗျာเนาะအဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ IMEI ကိုသူများမပေးပါနဲ့ယုံကြည်စိတ်ချရတဲ့သူဆိုတော့တစ်မျိုးပေါ့โอเคเนาะအဲ့တော့အရင်တော့ကလည်းအဲ့ပြဿနာကြီးရှိခဲ့ဘူးလေဒါပေမဲ့အခုလိုမျိုးအခွန်ဆောင်ကိစ္စတွေတိုင်းမကြုံသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဖုန်းတစ်လုံးကိုဟလာ global ချင်းလိုက်တယ်လို့ firmware ရေးလိုက်တယ်လို့ update ညှိလိုက်တယ်ဆိုရင်တော့ IMEI ကနေပျောက်သွားတာ IMEI ပြောင်းလိုက်ရမှာတော့အဲ့ကြရင်ကျွန်တော် IMEI ပြန်ပေါ်အောင်ပြင်ရတယ်ပေါ့နော်ပြင်ရတဲ့နေရာမှာ IMEI တွေကိုကျွန်တော်တို့ကအပြင်ကနေပြီးရေးထည့်ရတယ်ကြုံတဲ့နေရာတွေထည့်ရတယ်အဲ့လိုမျိုးဆိုမှသူကဖုန်းကတိုင်တတ်တာအဲ့တော့ကျတော့ကျွန်တော်တို့ IMEI တွေကိုရှောက်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခြားဖုန်းနဲ့တူစရာအကြောင်းမရှိဘူးပေါ့နော်အဲ့ကြောင့်မလို့အဲ့တော့ short မရှိခဲ့အခုကတော့ short ရှိတော့မှာအဲ့တော့ကိုယ့်ရဲ့ IMEI ကိုတပားသူပေးမသိပါစေနဲ့โอเคเนาะကျွန်တော်အဲ့ရလေးကိုဒီနေ့လာပြီးပြပြတာဖြစ်ပါတယ် line ပေါ်ကဒါမိတ်ဆွေတွေကိုအတိပေးကြော်ညာခြင်းဖြစ်ပါတယ်ခင်ဗျာဒါသတိထားဖို့ပေါ့เนาะသတိထားမဲ့အချက်ကလေးပေါ့เนาะအဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် K2M Mobile ကကိုခတ်မှာဖြစ်ပါပါတယ်ကျွန်တော် game လေးဆက်ဆော့လိုက်ပါအောင်မယ်เนาะဒါ Follow please